ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးအတွက်ကျွန်တော်တို့6လပိုင်းဒီဂျွန်လအတွက်ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေเนาะမကြာမီရက်ပိုင်းအတွင်းမှာဆိုလို့ရှိရင်9လပိုင်းကလည်းကုံဆုံးပြီးတော့6လပိုင်းထဲကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီ6လပိုင်းမှာဘယ်နေ့နံသားသမီးတွေကကံကောင်းဆုံးနေရာမှာတည်ရှိနေတာလဲဘယ်နေ့နံသားသမီးတွေကကံနဲ့ပတ်သက်ပြီးတော့တင်နေတာလဲဘယ်နေ့နံသားသမီးတွေကကံနေနဲ့ပတ်သက်ပြီးတော့เนาะအကောင်းဆိုးတွေဒွန်တွဲနေတာလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ6လပိုင်းတစ်လတာမှာဆိုလို့ရှိရင်ကံတွေအရန်ကောင်းနေတဲ့နေ့နံနှစ်ခုရှိပါတယ်เนาะအဲ့တော့ကံကောင်းဆုံးနေ့နံနှစ်ခုကဘယ်နေ့နံပိုင်ရှင်လေးတွေဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့တနင်္လာသားသမီးနေ့နံပိုင်ရှင်တွေနဲ့เนาะကြာလာပရိသားသမီးနေ့နံပိုင်ရှင်တွေကကျွန်တော်တို့6လပိုင်းဆိုတဲ့တလတာမှာကံကောင်းခြင်းတွေနဲ့ပြည့်နှက်နေတဲ့လာတလဖြစ်မယ်ကံကောင်းခြင်းတွေเนาะပိုးပြီးတော့များစွာနဲ့ကြုံကြိုက်ရမယ်နေ့နံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးကြာလာပရိသားသမီးမိတ်ဆွေတွေကကျွန်တော်တို့ဒီ6လပိုင်းတလတာမှာဆိုလို့ရှိရင်ကံတရားရဲ့မျက်နှာသာပေးခြင်းတွေရရှိမယ်เนาะဘာပဲလုပ်မိတ်ဆွေတို့လုပ်နေတဲ့လုပ်ငန်းဆောင်တာကိစ္စအဝါတွေမှာအောင်မြင်မှုတွေရရှိမယ်တိုးတက်မှုတွေရရှိမယ်အစဉ်ပြေသည်ထက်ကိုပိုးပြီးတော့အစဉ်ပြေမှုတွေရရှိမယ်လာတလားဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးကြာလာပရိသားသမီးတွေကငွေစုလိုက်အပြုံလိုက်ဝင်မဲ့လာတလားလည်းဖြစ်တယ်ထီကန်ဆန်းမဲကန်တွေကောင်းတဲ့လာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်မှာကြည့်လို့တနင်္လာကြာလာပရိသားသမီးတွေပါတယ်ဆိုလို့ရှိရင်အလောက်ကင်တွေကိုပိုးပြီးတော့စ조사ပြီးတော့လုပ်ပါအမှားနဲ့အမှန်ကိုတေချာလေးဝေဖန်ပိုင်းခြားတတ်အောင်နေတတ်ထိုင်တတ်မယ်ဆိုရင်ကံကောင်းတာထက်ကိုပို့ပြီးတော့ကံကောင်းခြင်းတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ6လပိုင်းတလတာမှာကံနဲ့ပတ်သက်လို့ရှိရင်အသင့်ကောင်းနေတဲ့နေနံပိုင်ရှင်ကကျွန်တော်တို့ဘယ်နှခုရှိလဲဆိုရင်3ခုရှိပါတယ်အဲ့ဒီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးနေနံပိုင်ရှင်တွေနဲ့တောက်ကြသားသမီးနေနံပိုင်ရှင်တွေနဲ့ဗုဒ္ဓဟူရာဟုသားသမီးနေနံပိုင်ရှင်တွေကကျွန်တော်6လပိုင်းဆိုတဲ့တလတာမှာသူတို့လည်းပဲကံနေနဲ့ပတ်သက်လို့ရှိရင်ကံကောင်းခြင်းတွေရရှိနိုင်တဲ့ဒါနေနံပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်အဲ့တော့တနင်္လာကြာသာပရိလောက်ကြီးအရန်မကောင်းပေမဲ့လည်းသူတို့ကလည်းကံခေးနေတဲ့နေနံပိုင်ရှင်တွေတော့မဟုတ်ဘူးအဲ့တော့ဒီတနင်္ဂနွေတောက်ကြဗုဒ္ဓဟူရာဟုသားသမီးတွေကလည်းပဲဒီ6လပိုင်းဆိုတဲ့တလတာမှာကံကောင်းခြင်းတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့လူချစ်လူခင်တွေပေါ်များမယ်ကာလရဝံတစ်ခုဖြစ်မယ်အလောက်ကင်နဲ့ပတ်သက်လို့ရှိရင်เนาะမိတ်ဆွေတို့ဒီလောက်ကင်နေတဲ့အလုပ်တွေမှာလူတီးများတာမျိုးတွေအလုပ်လျှောက်တဲ့သူတွေကလည်းအလောက်ကင်နဲ့ပတ်သက်ပြီးတော့အစဉ်ပြေတာမျိုးလေးတွေရရှိမယ်မိတ်ဆွေတို့အနေနဲ့เนาะဒီတနင်္ဂနွေတောက်ကြဗုဒ္ဓဟူရာဟုသားသမီးတွေက6လပိုင်းတလတာကမျက်နှာပန်းပွင့်မဲ့လာတလားဖြစ်ပါတယ်အဲ့တော့ပီရတတ်တွေเนาะစမ်းပွင့်မဲ့လာတလားပီရတတ်တွေနဲ့ပြီးနှက်နေတဲ့လာတလားစမ်းပွင့်မဲ့လာတလားဖြစ်တဲ့မေတ္တာရေးရာကံတွေအရန်ကောင်းမွန်မဲ့လာတလားဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့လူချစ်လူခင်တွေပေါ်များနိုင်တဲ့လာတလားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အလုပ်ပေးမဲ့သူတွေပြီးသွားလို့ရှိရင်ကူညီမဲ့သူတွေမားစားမဲ့သူတွေပေါ်များမဲ့ဒါလာတလားဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီ6လပိုင်းတလတာမှာတနင်္ဂနွေတောက်ကြဗုဒ္ဓဟူရာဟုသားသမီးမိတ်ဆွေတွေကလည်းပဲအလောက်ကင်နေနဲ့ပတ်သက်လို့ရှင်မိတ်ဆွေတို့ရဲ့ဒီလုံမြဲအလုပ်တွေကိုလည်းပဲပုံမှန်လုပ်မယ်အလုပ်တွေနဲ့ပတ်သက်လို့တိုးချဲ့တာမျိုးတွေလည်းလုပ်လို့ရတယ်ကိုယ့်ရဲ့ဒီဇွဲလုံးလဝရိယတွေနဲ့ပေါင်းဆက်ပြီးတော့လောက်တက်ကင်တတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့6လပိုင်းတလတာမှာလည်းပဲအဲ့ဒီတနင်္ဂနွေတောက်ကြဗုဒ္ဓဟူရာဟုသားသမီးတွေလည်းကံကောင်းခြင်းတွေမုတ်ချမလွဲမသွေရရှိနိုင်တဲ့လာတလဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့6လပိုင်းတလတာမှာအကောင်းဆိုးဒွန်တွဲနေတဲ့နေနံနှစ်ခုရှိပါတယ်အဲ့ဒီနေနံကတော့ကျွန်တော်တို့စနေသားသမီးနေနံပိုင်ရှင်တွေနဲ့အင်္ဂါသားသမီးနေနံပိုင်ရှင်တွေကကျွန်တော်တို့6လပိုင်းဆိုတဲ့တလတာမှာအကောင်းနဲ့အဆိုးနဲ့ဒွန်တွဲနေတဲ့လာတလဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အရန်ကြီးညံ့နေတာလားအဲ့လိုလည်းမဟုတ်ဘူးမိတ်ဆွေတို့အနေနဲ့အမှားနဲ့အမှန်နဲ့ကိုတေချာလေးဝေဖန်ပိုင်းခြားတတ်ဖို့လိုတယ်ပြီးရင်ခံစားချက်အတိုင်းဆောင်ရွက်တာမျိုးတွေကိုထိန်းချုပ်တဲ့နယ်အဲ့တော့ဒီကာလဒီ6လပိုင်းတလတာမှာစနေအင်္ဂါသားသမီးနေနံပိုင်ရှင်တွေကမိတ်ဆွေတို့ရဲ့စန္ဒဒီခံစားချက်တွေเนาะဒီလိုရင်စန္ဒတွေကိုထိန်းချုပ်တတ်မယ်ဆိုလို့ရှိရင်
အဲ့ဒီစနေအင်္ဂါတွေကလည်းကံကောင်းခြင်းတွေရရှိနိုင်တယ်မထိန်တက်တဲ့သူတွေဒီဒေါသနဲ့ဖြည့်ချင်းတာမျိုးတွေခံစားချက်ကိုရှေ့တန်းတင်တာမျိုးတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စနေသားသမီးအင်္ဂါသားသမီးတွေကဒီ6လပိုင်းဆိုတဲ့တလတာမှာအမှားတွေများနိုင်တဲ့လာတလားဆုံးရှုံးမှုတွေများနိုင်တဲ့လာတလားဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အလုပ်တွေနဲ့ပတ်သက်လို့ရှိရင်ဖြစ်ချင်တာနဲ့ဖြစ်တင်တာလေးတွေကိုသေချာလေးစဉ်းစားတတ်ဖို့လိုတယ်ဝေဖန်ပိုင်းခြားတတ်ဖို့လိုတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့စံနာလေးကိုထိန်းတတ်မယ်သာဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့လည်းပဲကံကောင်းခြင်းတွေဒါမုတ်ချမလွဲမဲ့တွေရရှိနိုင်တဲ့လာတလားဖြစ်ပါတယ်ဒီ6လပိုင်းကတော့ကျွန်တော်ရဲ့9ရက်ဖွာ10ရက်သားသမီးတွေကအရန်ကြီးညံ့နေတဲ့နေနိုင်ရဲ့လို့သိပြီးတော့မရှိဘူးဒါပေမဲ့အမှားနဲ့အမှန်နဲ့ကိုဝေဖန်ပိုင်းခြားတတ်တဲ့သူတွေကတော့ပန်းတိုင်ကိုဒါမုတ်ချမလွဲမဲ့တွေဒါရောက်ရှိမဲ့လာတလားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးဒီ6လပိုင်းတလတာမှာကံကောင်းခြင်းမင်္ဂလာအဖျားဖျားတွေနဲ့ပြည့်စုံကြပါစေလောက်သမျှကိုင်းသမျှကြံစီသမျှတွေအကုန်လုံးအောင်မြင်ပြီးတော့မိတ်ဆွေတို့လောက်ကိုင်းနေတဲ့လုပ်ငန်းတွေမှာလည်းပဲနေ့စဉ်နေ့တိုင်းအစဉ်ပြေတိုးတက်မှုတွေရရှိပြီးတော့ငွေကြေးလက်လာပါတွေလည်းပေါ်များစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့เนาะရေရီယာကံကောင်းဆုံးဒါရေဒီယဗီဒီယိုဖိုင်လေးကိုနေ့နံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်